နေ့စဉ်ဘဝမှာရုန်းကန်လှုပ်ရှားပြီးတနေ့တာလုံးပင်ပန်းသမျှကိုချစ်သူလေးနဲ့နှကိုတူဖြေဖြောက်ဖို့အတွက်ကိုအားမလို့အားမရဖြစ်နေပြီလားဒီလိုမျိုးတွေရင်ဆိုင်နေရတာကတင်တယောက်တည်းမဟုတ်ပါဘူးအမျိုးသားများစုကလည်းဒီလိုပြဿနာမျိုးတွေကိုရင်ဆိုင်နေရပါတယ်ဒါပေမဲ့ဒီပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ဆေးစွမ်းကောင်းတစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ်ဒီဆေးကတော့ဘယင်ကြီးတိုင်းရင်းဆေးတိုက်ကထုတ်တဲ့အထူးတော့ premium ဆေးပဲဖြစ်ပါတယ်ဒီဆေးရဲ့ထူးခြားချက်ကတော့ခန္ဓာကိုယ်ကိုအားကောင်းစေပြီးနှလုံးကြောက်ကပ်အသေးနဲ့ရိုးတွင်းချင်းစီကိုပါအားကောင်းလာစေမှာဖြစ်ပါတယ်။ဒါ့အပြင်ကြွက်သားတွေကိုအားကောင်းစေပြီးစိတ်ဖိစီးမှုကိုပါရှော့ချပေးနိုင်တာဖြစ်လို့အသစ်တဖန်ငယ်ရွယ်နှုတ်ပြလာတဲ့ခံစားချက်မျိုးရရှိလာမှာဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးလဲလုံးဝမရှိတဲ့ဒီဆေးကိုတောက်သုံးမယ်ဆိုရင်ပုံမှန်ထက်ဆက်ဆံချိန်ကိုပုံမထိန်းထားနိုင်မှာဖြစ်ပြီးလိန်တန်ကလည်းပုံမှန်ထက်လုံးပတ်ပိုတုပ်မှုရှိလာမှာသိကြပါပဲ။ဒါကြောင့်ရင့်ကျက်ပြီးဆွဲဆောင်မှုရှိတဲ့အမျိုးသားတိုင်းရဲ့လက်ဆွဲဆေးတစ်လက်ဖြစ်တဲ့ဘယင်ကြီးတိုင်းရင်းဆေးတိုက်ကထုတ်တဲ့အထူးတော့ premium ဆေးကိုယုံကြည်စွာနဲ့စောင့်ထားလိုက်ပါတီးကျင်လို့တီးဘယင်ကြီး